ဦးဇင်းတို့မဟာမြင်တော်ထဲမှာတရားသွားကျင့်တော့ပန်းထွားဘိမာကြီးဆိုတာဒီနေ့တိုင်အောင်ရှိတယ်လူတွေပြောရင်ယုံကြည်မှလို့မယ်ဦးဇင်းတို့ဒီတရားကျင့်တော့ဘိမာကြီးကဟိုတုန်းကဗေဒနုမြို့ပျက်စီးခဲ့ရတာသူတို့ဘဝဆုံးရှုံးခဲ့ရတာယဟန်တို့ယဟန်ရောင်နေကြောင်းဖြစ်တယ်ဆိုပြီးတော့ယဟန်နေမကြည့်ညို့ဘူးယဟန်နေတော်တဲ့ဝင်ရင်ယဟန်နေအန္တရာယ်ဖြစ်တယ်ကားစီးသွားကားပြက်တယ်သွားကားဘိမ့်ပေါက်တယ်ကိုတော့ကဦးဇင်းတို့တောင်တန်းသာသနာပြုဆယ်တော်ဘုရားကြီးသူစီးတဲ့ကားပြက်လို့အိတ်လိတ်ထမ်းပြီးတော့လမ်းလျှောက်ရတယ်ဆိုတဲ့အကြောင်းရေးထားတယ်နားလည်းပြတော့ရောက်ပြီးတော့တင်းရလို့မရဘူးအဲ့ဒီမာမြင်တော့ဦးဇင်းရောက်သွားတယ်အဲ့ဒါရှင်းပြမယ်ရုပ်ကိုမာမြင်တော့ရောက်သွားတော့ဦးဇင်းတို့ယောဂီတို့သင်ပေးတယ်လို့ပဲ12နာရီအဋ္ဌံထိုင်ကျင့်တယ်အဋ္ဌံထိုင်ကျင့်ပြီးတဲ့အခါဒီတောထဲမှာရှိတဲ့ပန်းထွားပြေမာကြီးတို့တောဆောင်နာတောင်ဆောင်နာတို့နတ်ဘလူတွေတို့မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဦးဇင်းအကုန်လုံးဖိတ်လိုက်တယ်ဖိတ်ပြီးတော့ပရိတ်ရွတ်တယ်အမြတ်တမ်းပေးဝေတယ်မေတ္တာပို့တယ်ဒါအမြဲလုံးတာတော့ယောဂီတို့ခိုးတော့အဲ့ဒီမဟာမြင်တောထဲမှာပေးရွတ်လို့မရဘူးပရိတ်ရွတ်ရင်အန္တရာယ်ဖြစ်တယ်ကွာဒီလိုချောင်းတွေပါတွေဖြတ်ကူတောင်မှသွားဖရာတရားတပြီးကူရင်နစ်သွားတယ်ကွာအဲ့ဒါတကယ်ဖြစ်တာယောဂီတို့ဖရာလို့တကူရင်နစ်ပြီအဲ့ဒါကားပါနစ်သွားတဲတဲ့မြုပ်သွားတာအဲ့လိုဖြစ်သွားတယ်အဲ့ဒီတော့ရောက်သွားတယ်ရောက်တော့ဥဒယတိတရားတွေကျင့်ပြီးတော့ဒီနေ့လုံးတရားခံပြီးတော့ညနေ9 နာရီထိုးတဲ့အခါတောထဲမှာရှိတဲ့ဘုရင်မကြီးတို့နဲ့အပေါင်းပါတွေနောက်ပြီးတော့နတ်ဘလူတွေနတ်မိတ်ဆာတွေမကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေဝိဇ္ဇာတွေဇောကြီးတွေတပတိတွေအကုန်လုံးဖိတ်ပြီးတော့ပရိတ်ရွတ်တယ်ပရိတ်ရွတ်တော့အဲ့ဒီဘုရင်မကြီးတို့ဟာငိုရတယ်မျက်ရည်တွေကျကြတယ်အဲ့ဒါတွေ့ရတယ်ဦးဇင်းတို့သူတို့စိတ်ထားနှလုံးသားတွေနုညံ့သွားတဲ့သဘောပျော်ပြောင်းသွားတဲ့သဘောလို့ယူဆရတယ်နားလည်းပြင်တော့ရောက်ကြလို့ဒါဦးဇင်းကိုယ်တိုင်တွေ့ရတာအဲ့တော့ဒီဘုရင်မကြီးကဦးဇင်းတို့တော်တဲ့တရားကျင့်တော့ဝါရင်း3 လဦးဇင်းဒီရက်ပေါင်း90တရားကျင့်တယ်တရက်မှနားရရက်တယ်မရှိဘူးတရားကျင့်ဒီဘုရင်မကြီးတို့မေတ္တာအမြဲပို့တယ်ကိုတော့3 လပြည့်တဲ့အခါအဋ္ဌံပြည့်ပြီဦးဇင်းပြန်ကြွတော့မယ်ဆိုပြီးတော့အဲ့ဒီတောထဲမှာဘုရင်မကြီးတို့နဲ့တကွာအထိနတ်ကောင်းနတ်မြတ်တွေအားလုံးမွေးတိုင်လေးတွေထွန်းတယ်ဖျောင်းတိုင်လေးတွေထွန်းတယ်ဆံမန်းပေါက်ပေါက်လေးတွေကျဲပြီးတော့ဦးဇင်းနှုတ်ဆက်တယ်နတ်တင်ကတော့ဦးဇင်းပြန်ကြွတော့မယ်ရက်ပေါင်း90ပြည့်ပြီအဲ့တော့ဦးဇင်းကိုဖွင့်ပြကြပါသူတို့နှုတ်ဆက်တယ်နှုတ်ဆက်တော့ရောရောတညာလုံးဦးဇင်းမအိပ်ရဘူးတညာလုံးတကြီးမှမအိပ်ရဘူးအဲ့ဒါလားနေကြတာတယောက်ပြီးတယောက်အဲ့လင်းပြီးတိုင်အောင်ပဲနားလည်းပြီးတော့ရောက်ပြီလို့အဲ့ဒီဘုရင်မကြီးကမတ်တရပြီးတော့ဦးဇင်းတို့အချိန်အပြင်12 နာရီကြော်လောက်အချိန်ပေါ့မတ်တရပြီးတော့ယောဂီတို့လို့တုံးထိုင်တာမဟုတ်ဘူးမတ်တရလက်အုပ်ချပြီးတော့ဆဲတော့မာမြင်တော့အလဲတဲ့တယ်ဇေဒီကြီးတဆူဆဲတော့တဲပေးပါလို့အဲ့လိုလျှောက်တယ်ဒါယောဂီတို့ဥစဉ်တကယ်အဖြစ်အပျက်ကိုပြောနေတာနော်ဟုတ်လားလက်အုပ်ချပြီးတော့လျှောက်တယ်ကျောင်းတော့ဥစဉ်ကပြန်ပြောတယ်ဒီမကြီးဒီနေရာဇေဒီတရားကအင်မတန်ခက်ခဲတယ်မတည့်ပါရစေနဲ့ရေလဲဒီနေရာမှာမရှိဘူးကြောက်စရစ်တဲလည်းမရှိဘူးတန်တို့ဘီလက်မြေတို့တဲဖို့ဆိုတာလေအဝေးကြီးရန်ကုန်ကနေတဲရမှာလမ်းတွေကလည်းမကောင်းဘူးဘီမကြီးလမ်းတွေကလည်းမနဲ့လားလူတော်မနဲ့လမ်းလျှောက်ရတယ်ကားသွားဖို့နေတာလူတော်မနဲ့လမ်းလျှောက်ရတယ်ဘွက်တန်းကြီးတွေသွားလာအဲ့တော့ဦးဇင်းမတည့်ပါရစေနဲ့ဦးဇင်းနဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေကိုပြင်ပြီးတော့ဘီမကြီးတဲခိုင်းပါလို့ဦးဇင်းကပြန်ပြောတယ်ပြန်ပြောတော့ဘုရင်မကြီးကတခါဆက်ပြောတယ်တော့မဟုတ်ဘူးတဲ့ဆယ်တော်ကတပည့်တော်တို့ ਨੇ ပဋ္ဌာန်းဆက်နီးတယ်တဲ့အဲ့ဒါလျှောက်လာတယ်တော့ပဋ္ဌာန်းဆက်နီးတယ်ဆယ်တော်ကသာသနာပြုနိုင်သွားရှိလို့ဆယ်တော်ကိုရွေးပြီးတော့ပင့်တာပါတဲ့အဲ့ဒီမှာသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်စောစောတော့ကဘသူပင့်လို့ပင့်မှမသိဘူးမဟာမြင်တော့ကြွပါဘုရားလို့မဟာမြင်တော့ကြွပါဘုရားလို့ဆိုလို့လာကြွကမဟာမြင်တော့ကြွပါလားဘသူပင့်မှမသိဘူးဒီကမှသူတို့ပင့်တဲ့အကြောင်းလျှောက်တယ်နားလည်ပြီနော်အဲ့တော့ဆဲတော်ဇေဒီတဲတာတဲ့ပါတဲ့ရှေ့ကမရသူတို့ကနောက်ကပန့်ပိုးပါမယ်ပူညီပါမယ်
ဆရာတော်လိုအပ်တာအကုန်လုံးဆောင်ရွက်ပေးပါမယ်လို့ပြင်မကြီးအာမခံတယ်တလားလူအာမခံတဲ့အတိုင်းဂတိတည်တယ်ပြင်မကြီးကလည်းဓမ္မကြီးတို့ထူးထူးဆန်းဆန်းနေခင်ဗျားတို့မာမြင်တော့ဟာဦးဇင်းတို့ဆုံးခံကြွားပါတယ်ဆုံးခံကြွားတယ်ဆိုရင်ဒီလိုဆုံးခံကဒီလိုရွာကြီးတွေနဲ့နီးလို့မဟုတ်ဘူးမုတ်ဆိုးတဲလေးတွေလို့လေတော်တဲလေးတွေလို့နည်းနည်းပါးပါးရှိတာပေါ့အဲ့ဒါလေးတွေဆုံးခံကိုမပြည့်အောင်လို့ဆုံးခံကြွားတယ်ဒါမဲ့ရတယ်တပိတ်တစ်လုံးအပြည့်ရတယ်အဲဆုံးခံကြွားရင်အဲ့ဒီတစ်ခါပြင်မကြီးတဲ့နောက်ကလိုက်လာတယ်အဲ့လိုနောက်ကလိုက်လာတော့ရှင်းတော့ဘာလို့တလဲအဲ့လိုမေးတယ်ပြီးတော့ဦးဇင်းတို့ဒီအလုတ်သမားတွေပေးဖို့ဒီကနေ့ဝတ္ထုလိုတယ်ဝတ္ထုမရှိဘူးပေါ့အဲ့လိုပြောလိုက်တော့ဦးဇင်းတို့ဒီဆုံးခံပြန်ကြွလာတဲ့အခါကျောင်းဆုံးခံပြန်ရောက်တဲ့အခါလို့ဘန်းကြီးနဲ့လှူမဲ့လူကရောက်နေပြီအဲ့ဒီလိုဒီမိုက်ပဲထူးထူးဆန်းဆန်းဒီဘန်းကြီးနဲ့လှူတဲ့ဝတ္ထုတွေဆိုတာကဒီ9000တန်အုပ်လိုက်တွေလှူတာအဲ့ဒီတစ်ခေါက်တော့ကဦးဇင်းတို့တွေ့ရတာသိန်းပေါင်း900လောက်ရှိတယ်ဘန်းကြီးနဲ့ထည့်လှူတာနားလည်းပြီနော်ရောက်ကြလို့ဦးဇင်းတို့တဲဖြူမှာမက်ကပြက်တာမဟုတ်ဘူးဒီလည်းပြက်နေဟုတ်ပြီဒီအကြောင်းနဲ့ပြောရင်မက်ကပြက်တတ်တယ်တော့တို့အကြောင်းနဲ့ပြောရင်မက်ပြက်တတ်တယ်တော့အဲ့ဒါမျိုးရှိတယ်ဦးဇင်းခဏခဏကြုံရတယ်အဲ့ဒါမျိုးဒါဦးဇင်းအမှန်နဲ့ပြောတာခုမှမှားတာမရှိဘူး